本年啊，哎，这呀。အခုရောက်နေရတော့2016ခုနှစ်မတိုင်မီကာလရဲ့ကိုလံဘီယာဒေါအုပ်ထဲကတော်လန်ရေးလှုပ်ရှားမှုဌာနတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာအခြေချတာကတော့ FARC လို့လူသိများတဲ့ကိုလံဘီယာလက်နက်ကင်တော်လန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ဒီတပ်ဖွဲ့က1960ပြည့်နှစ်တွေမှာနေရာပိုင်ဆိုင်မှုတွေမတရားမှုနဲ့ဆင်းရဲနွမ်းပါးမှုတွေကိုတော်လှန်ဖို့ဆိုပြီးတော့စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။သူတို့အဖွဲ့တွေထဲမှာအမျိုးသမီးလက်နက်ကင်40ရာခိုင်နှုန်းကျော်တောင်ပါဝင်ပြီးတော့ဒန်းတူအခွင့်အရေးတွေလူမှုတရားမျှတမှုနဲ့ကိုလံဘီယာတော်လှန်ရေးအတွက်တိုက်ပွဲဝင်နေကြသူတွေဖြစ်တယ်ဒီအမျိုးသမီးတွေအားဆိုရင်ပေါ့နော်ကိုလံဘီယာအမျိုးသမီးအများစုအတွက်ဒီ FARC တော်လှန်ရေးလက်နက်ကင်တပ်ဖွဲ့တွေကိုဝင်ရောက်လာတာကသူတို့ရဲ့အတွေးခေါ်ပိုင်းအရတတိရှိရှိနဲ့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်တစ်ချိန်ကဒီ FARC ရဲ့တိုက်ခိုက်ရေးသမား40ရာခိုင်နှုန်းကလည်းဒီအမျိုးသမီးတွေဖြစ်ခဲ့ကြတယ်ပေါ့နော်သူတို့တိုက်ခိုက်နေတာကအဆိုးဝါးဆုံးမတရားမှုတွေရှိနေတယ်လို့သူတို့မြင်တဲ့စနစ်တစ်ခုတိုက်နေအဖွဲရဲ့တရားဝင်ပြောစကားတွေကတော့ကြားမဒန်းတူညီမျှရေးကိုပဲဦးတည်ခဲ့တယ်ဒီအမျိုးသမီးတွေကတိုက်ပွဲဝင်သူတွေအဖြစ်လေ့ကျင့်ပေးခံခဲ့ရတယ် rifle တနက်တွေကင်ဆောင်ရတယ်ပြီးရင်ဒီစာရွက်တွေပေါ်မှာစီးမြင်းတွေအရာဓာတုတွေလည်းတိုးမြင့်ရယူနိုင်တယ်။ FARC ရဲ့မူဝါဒတွေကတော့ကြားမဒန်းတူညီမျှရေးကိုတကယ်ပဲဥတည်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဘာတွေကပြောင်းလဲသွားတာလဲ။လူခွေစောင့်ကြည့်ရေးအဖွဲ့ရဲ့2003ခုနှစ်စက်တင်ဘာလအစီရင်ခံစာတွေအရတော်လှန်ရေးရဲဘော်တွေကစစ်မှုထမ်းကာလတစ်လျှောက်လုံးမှာသူတို့ကြုံခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အခြေအနေမှန်ကိုထုတ်ဖော်ခဲ့ကြပါတယ်။ပထမအဆုံးအနေနဲ့ကတော့တဦးနဲ့တဦးကြားကဆက်ဆံရေးကိစ္စတွေပါတချို့ဆက်ဆံရေးတွေကနှစ်ဦးသဘောတူဖြစ်ပေမဲ့လို့ပေါ့နော်အမျိုးသမီးအများစုကတော့ဒီခေါင်းဆောင်တွေအတွက်ကိုလိမ်မိုင်းဆိုင်ရာလက်တွဲပေါ်အဖြစ်အသုံးတော်ခံခဲ့ရတယ်ဒါကသူတို့အသက်ရှင်ရည်တည်ရေးနဲ့ရှင်ပြီးတော့မကြာခဏဆိုသလိုတောင်းဆိုခံခဲ့ရတဲ့အခြေအနေတရက်ဖြစ်တယ်တနည်းအားဖြင့်ဖိအားပေးခံရတယ်ပေါ့နော်ချိန်ချောက်ခံရတဲ့ပုံစံမျိုးပါပဲဆိုတော့ညင်းပယ်ဖို့ဆိုတာတကယ်တမ်းလက်တွေ့မှာရွေးချယ်ခွဲမရှိလောက်အောင်နေပါတယ်တကယ်ကိုရွေးချယ်ဖို့ခက်ခဲခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီအမျိုးသမီးတွေကတိုက်ပွဲအတွင်းမှာကျွမ်းကျင်တဲ့စနိုက်ပါသမားတူဖြစ်နေသည့်တိုင်အောင်သူတို့ခေါင်းဆောင်တူအတွက်အဲ့ရာထဲမှာအသုံးဖော်ခံပစ္စည်းတစ်ခုအနေနဲ့အဆင့်လျှော့ချဆက်ဆံခြင်းခံရနိုင်